ဆေးရုံကိုရုတ်တရက်ရောက်လာတဲ့နိုင်ငံသားကပြန်လာတဲ့ချစ်သူကောင်မလေးကိုကြည့်ပြီးအမျိုးသားဖြစ်သူကအံ့ဩမြင်တက်သွားပါတယ်။သူမရဲ့လှပမှုတွေအောက်မှာသူတယောက်အကြည့်မခွာနိုင်ဖြစ်နေတော့ရှင်းရှိဖန်းကသူ့ကိုလက်ကလေးလှုပ်ပြပြီးစားနောက်လိုက်ပါသေးတယ်။ဟဲဆွေတယောက်အခက်ခဲတွေကိုအန်တူရင်မျောလင်းတကြီးစောင့်နေခဲ့ရတဲ့ချစ်သူလေးနောက်ဆုံးတော့ပြန်ရောက်လာခဲ့ပါပြီ။လွန်ခဲ့တဲ့တစ်နှစ်ကသူမကိုလေစိတ်လိုက်ပို့ခဲ့စဉ်ကအဖြစ်ပြက်ကိုသူပြန်တတိယသွားတယ်။သူမကိုလာမပို့ဘူးလို့ဂရုပေးထားပေမဲ့သူတကယ်တမ်းမနေနိုင်ခဲ့ပါဘူး။လူအုပ်ကြားထဲကနေပဲသူမကိုတိတ်တိတ်လေးခိုးကြည့်နေခဲ့တာပါ။ဒါပေမဲ့သူမကသူ့ကိုမြင်သွားခဲ့ပြီးမျက်လုံးချင်းစုံမိတဲ့ခဏမှာပဲသူမမျက်ရည်တွေဝဲလာခဲ့ပါတယ်။ဒါပေမဲ့သူကတော့သူမအနာကိုမသွားပဲဖုန်းကိုပဲကြည့်လိုက်ဖို့အချက်ပြခဲ့တယ်别回头让我看着你走ဖုန်းထဲကစားကိုဖတ်ပြီးတာနဲ့ရှင်းရှိဖန်းတယောက်ငိုချလိုက်ပါတော့တယ်ဟဲဆွေးကသူမကိုစိတ်အေးထားပြီးကဘာကြီးကိုလှည့်ပတ်ကြည့်ဖို့ပြောခဲ့တာပါလေရင်တက်ခါနီးအချိန်မှာတော့သူမကဘဲဘက်လက်ကောင်ဝက်ကလက်ပတ်လေးကိုပြသွားခဲ့တယ်သူ့ကိုပဲလက်ထပ်မယ်ဆိုတဲ့သဘောပါဟဲဆွေးကလည်းနားလေကြောင်းခေါင်းညှိပြလိုက်ပါတယ်လေရင်ပေါ်တက်ဖို့ကြီးညာတဲ့အခါမှာရှင်းရှိဖန်းတယောက်မပြတ်နိုင်တဲ့တန်ရောစင်တွေနဲ့ထွက်ခွာသွားခဲ့ပါတယ်သူမမျက်စိရှိကပျောက်သွားမှာပဲဟဲဆွေးရဲ့မျက်နှာမှာဝမ်းနဲ့ရိတ်တွေအတိုင်းသားပေါ်လာပြီးတယောက်တည်းအကြာကြီးရက်နေခဲ့တာသူမမရှိတဲ့နောက်ပိုင်းရက်တွေမှာဟဲဆွေးကလွမ်းစိတ်ကိုဖြေဖြောက်ဖို့အလုပ်တွေကိုပဲဖိလုပ်နေခဲ့ပါတယ်အချိန်9နာရီกว่าခြားတာကြောင့်ဗီဒီယိုကောပြောရတဲ့အချိန်တိုလေးကပဲသူ့အတွက်အပျော်ဆုံးအချိန်ဖြစ်ခဲ့ရတယ်။တောင်ပေါ်မှာမိုးရွာလို့လိုင်းမမိတဲ့အချိန်တွေမှာတော့ထီတစ်ချောင်းနဲ့လိုင်းမိတဲ့နေရာလိုက်ရှာပြီးချစ်သူနဲ့စကားပြောတတ်ပါသေးတယ်။အားတဲ့အချိန်တွေမှာလည်းရှင်းရှိဖန်းစီစာရေးပြီးသူမအမေနေပြန်ကောင်းနေပြီဖြစ်ကြောင်းအိမ်အတွက်စိတ်မပူဖို့အမြဲတမ်းအားပေးခဲ့ပါတယ်။စာရီရဲ့အဆုံးတိုင်းမှာတော့သူဘလောက်လွမ်းကြောင်းကိုထည့်ရေးဖို့သူဘယ်တော့မှမမေ့ခဲ့ပါဘူး။ကံကောင်းစွာနဲ့ပဲအချိန်တွေကုန်လွန်သွားပြီးချစ်သူပြန်လာမဲ့နေ့ကိုသူရောက်ရှိခဲ့ပါပြီရှင်းရှိဖန်းကသူ့ကိုမြင်မြင်ချင်းကလေးတယောက်လိုမျိုးအပြေးလွှာလာဖက်ပါတော့တယ်သူတို့နှစ်ယောက်တင်းတင်းကြပ်ကြပ်ဖတ်ထားရင်းနဲ့မှာ你是不是认错人了啊我在这儿等我女朋友呢你这是干什么ဘေးကလူတွေကသူတို့ကိုထူးဆန်းတယ်လို့ကြည်ကုန်ကြပါတယ်ဟဲဆွေးကတော့ချစ်သူနဲ့မတွေ့ရတာကြာလို့ယုံမမှတ်မိတော့ဘူးဆိုပြီးစားနောက်နေတာပါရှင်းရှိဖန်းကစိတ်မဆိုးတဲ့အပြင်သူနဲ့တူလိုက်စနေပါသေးတယ်အဲ့ဒီနောက်ဟဲဆွေးကသူမကိုအိမ်လိုက်ပို့ပေးခဲ့တယ်အိမ်ရှိမှလည်းသူမမိဘတွေကစိတ်လှုပ်ရှားစွာနဲ့စောင့်နေကြပါတယ်သူကတော့အလုပ်ရှိသေးတာကြောင့်အမြန်ပြန်သွားခဲ့ရတယ်ညစာစားပြီးတဲ့နောက်မှာတော့ဟဲဆွေးကတစ်နှစ်ပတ်လုံးသူမအမေကိုဘလောက်တောင်ဂရုစိုက်ပေးခဲ့လဲဆိုတာသိလိုက်ရပြီးရှင်းရှိဖန်းရန်ကိုစိတ်လှုပ်ရှားသွားပါတယ်ဒါကြောင့်နောက်တစ်နေ့မှာသူမတေချာပြင်ဆင်ပြီးဟဲဆွေးကိုအံ့ဩသွားအောင်ဆေးရုံအထိလိုက်သွားခဲ့ပါတယ်ပို့ပြီးတော့ချစ်စရာကောင်းလာတဲ့ချစ်သူကိုမြင်လိုက်ရတဲ့အခါဟဲဆွေးတယောက်မပြုံးမဲ့မနေနိုင်တော့ပါဘူးနိုင်ငံခြားမှာအကြာကြီးနေလာလို့လားမသိပေမဲ့ရှင်းရှိဖန်းကအရင်ကထပ်ပို့ပြီးပွင့်လင်းလာပါတယ်ဆေးရုံမှာတော့သူမချစ်သူကိုဖတ်ပြီးနမ်းဖို့ဝင်မလေးတော့ပါဘူးကောင်လေးကနောက်ဆုံးမှာတော့ပန်းလက်စွပ်လေးကင်တာ你愿意嫁给我吗我愿意မကြခင်မှာပဲသူတို့နှစ်ယောက်မင်္ဂလာဆောင်ခဲ့ကြပါတယ်ဟဲဆွေတယောက်အမြင်ချင်းစုံယုံနဲ့ချစ်မိသွားတဲ့မိန်းကလေးကိုလက်ထပ်ခွင့်ရပြီးဆူတောင်းပြေးသွားခဲ့ပါပြီသူတို့ဖြတ်တန်းခဲ့ရတဲ့အခက်အခဲတွေကိုပြန်ကြည့်ရင်မကောင်းမွန်တဲ့အချိန်တွေမှာစုံတွေ့ခဲ့ကြပေမဲ့တယောက်နဲ့တယောက်အင်အားဖြစ်စေခဲ့ကြပါတယ်တယောက်ကိုတယောက်ကူစားပေးရင်နောက်ဆုံးမှာတော့ဘဝရဲ့အရေးကြီးဆုံးလူသားတွေဖြစ်လာခဲ့ကြတာပါစိတ်ထားကောင်းတဲ့လူတိုင်းလည်းနေ့စဉ်ဘဝရဲ့ကြားလွှာလေးတွေထဲမှာအေဂျင့်တည်မြဲတဲ့အချစ်စစ်ကိုပိုင်ဆိုင်နိုင်ကြပါစေ